ခေါင်းကောင်းအိတ်ဆက်ရခြင်းရဲ့တန်ဖိုးကိုတကယ်ရောနားလည်ထားပါသလားလူတွေကအိတ်ဆက်ခြင်းကိုအချိန်ဖြုံးနေတာလို့ထင်တတ်ကြတယ်ဒါပေမဲ့တကယ်တော့အိတ်ဆက်ခြင်းဆိုတာတင့်ကျမ်းမာရေးကလည်းရင်းနှီးမြုံနှံမှုအကြီးမားဆုံးသောယရနာတစ်တာတစ်ခုပါပဲဒီယရနာတစ်တာထဲမှာဘလို့အကျိုးကျေးဇူးတွေဘုံကွယ်နေတယ်ကြည့်အောင်ပထမဆုံးအကျိုးကျေးဇူးကတော့အုံနောက်စွမ်းဆောင်ရည်ပါပဲအဲ့နေတဲ့အချိန်မှာအုံနောက်ကတနေ့တာရဲ့အချက်အလက်တွေကိုစီစစ်ပါတယ်မှတ်ဉာဏ်တွေကိုခိုင်မာစေပြီးတင်ယူမှုစွမ်းရည်ကိုမြင့်တင်ပေးပါတယ်အရေးဝမှန်စဉ်းစားချင်းချိန်နေဆိုတာမြင်မှာပါဒုတိယအနေနဲ့ကိုယ်ခံစွမ်းအားစနစ်ပါအဲ့ချိန်ဟာတင့်ခန္ဓာကိုယ်အတွက်အားပြန်ဖြည့်တဲ့အချိန်မှာယောဂတိုက်ဖြတ်တဲ့ပရိုတင်းတွေနဲ့ဆဲတွေကိုထုတ်လုပ်ပေးပြီးဖျားနာမှုတွေကနေကာကွယ်ပေးပါတယ်တတိယကတော့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာပြုပြင်မှုပါခေါင်းစာအိတ်ဆက်ခြင်းကနှလုံးခုန်လုံးနဲ့သွေးဖိအားကိုထိန်းညှိပေးပြီးနှလုံးကျန်းမာရေးကိုကောင်းစေပါတယ်စိတ်ခံစားမှုတွေကိုလည်းမျှတာစေပြီးစိတ်ဖိစီးမှုစိတ်တက်ကြက်ခြင်းတွေကိုလျော့ပါစေပါတယ်ဒါပေမဲ့အေးပြက်တဲ့အခါမှာတော့ဒီယရနာတစ်တာကိုပိတ်လိုက်လို့ပါပဲခန္ဓာကိုယ်ပျက်စီးမှုတွေပိုဖြစ်စေပြီးနာတာရှည်ယောဂတွေဖြစ်နိုင်ခြေမြင့်တက်လာပါတယ်ဒါကြောင့်မို့လို့ကျွမ်းကျင်သူတွေအကြံပေးထားတဲ့တညောကို9နာရီကနေ9နာရီအထိလုံလောက်တဲ့အိတ်ဆက်ခြင်းကိုသေချာဂရုစိုက်ပေးပါတင်းရဲ့ကျမ်းမာရေးယရနာကိုကိုယ်တိုင်ထိမ့်သိမ်းဆောက်ရှောက်ပါတင်ပေါ်ဟာအရေးအသွေးကောင်းမွန်စေဖို့ဒီညမှာကောင်းကောင်းအိတ်ဆက်လိုက်ပါ